မင်းစစ်ခမ်းမှာယမမင်းကြီးကဘာပြောသလဲဆိုတော့အိုအမောင်လူသားတဲ့ငါမေးမယ်နံပါတ်1ခြေစမ်းမှာမင်းလူပြည်မှာနေတော့ကမွေးကင်းစကလေးတွေများမြင်ဘူးသလားတဲ့ပြောစမ်းမွေးကင်းစကလေးလေးတွေမြင်ဘူးတဲ့ခြေကားရလက်ကားရနဲ့နော်သူကျင်ကြီးကျင်ငယ်ရောသူတုံနိုင်သလားရေစာနို့စာလို့ရောပြောနိုင်သလားရေချိုးပေးပါပူလာပြီလို့ရောမပြောနိုင်ဘူးသူအနီးနဲ့ထုတ်ထားတာမနေခြင်းဘူးလို့ရောပြောလို့ရသလားဒါဖြင့်အဲ့ဒီကလေးလေးဟာချမ်းသာနေလားဆင်းရဲနေလားဟောလူဘဝလေးကိုမွေးလာတယ်ဆိုတော့မွေးလာတော့ကောတက်တောင့်တက်တာလားဆင်းဆင်းရဲရဲလားအမေပိုက်ထဲမှာနေတော့ကောချမ်းသာသလားဆင်းရဲသလားဒါပေမဲ့အဲ့ဒါငါတို့မမြင်နိုင်တော့ခဏထားလိုက်မွေးတဲ့ဟာလေးပဲပြောပြမယ်အောက်ကလေကပင့်ထုတ်လိုက်တော့ဖတ်ဆိုထိုင်နေရနေဇောက်ထိုးပြတယ်အဲ့တော့အဲ့ဒီလေစိမ့်စအထိခံတော့ခန္ဓာကိုယ်ဟာအလွန်နှုတဲ့အသားလေးကလေထိတာနဲ့တခါတည်းအလွန်ပြင်းထန်လာတဲ့ဓားသွားတွေနဲ့မှုန်းတယ်လို့ပဲပြင်းထန်တဲ့ဆင်းရဲကိုခံရတယ်အဲ့ဒီကနေဇောက်ထိုးဖြစ်ပြီးတော့မိခင်ရဲ့တွန်းအားကံရဲ့တွန်းအားကြောင့်ခွာလန်းကြောင်းကနေကြက်ကြက်တဲပေါ့ကွာထွက်လာတဲ့အပြင်ရောက်တာနဲ့အပြင်ရောက်ပြီဆိုတော့လေချမ်းနေချမ်းနဲ့မထိဘူးလားနောက်အောက်ကလက်သေးကလက်နဲ့ကင်ထားတော့လက်ဆိုတာလက်သေးရဲ့လက်ဘလောက်ပဲနှုနေအထဲထဲကအတွင်းသားလောက်တော့ဟိုမြေမနှင်းသားလေမထိနေမထိသားနဲ့သွားထိတော့တခါတည်းငရဲသားကြီးတွေကသူ့ကိုတခါတည်းငရဲမိတဲ့ဆွဲချလိုက်တယ်လို့အလွန်ပြင်းထန်တဲ့ဒုက္ခကိုခံရဒါမွေးတဲ့ဒုက္ခနော်ဟုတ်ပြီနော်အဲ့တော့မွေးချင်းမငိုဘူးလားဒါပေမဲ့ချမ်းသာသလားဆင်းရဲသလားဒါဖြင့်ငါတို့တွေပြန်မွေးတိုင်းဒီဒုက္ခကလွတ်ပါမလားမလွတ်ရင်တော်ပြီဒီဒုက္ခကလွတ်အောင်ငါတော့အကုသိုလ်တွေမလွတ်တော့ဘူးကုသိုလ်လုပ်ပြီးတော့ဒီလိုမွေးခြင်းဒုက္ခဇာတိဒုက္ခကလွတ်အောင်နိဗ္ဗာန်ရောက်အောင်လုပ်တော့မယ်လို့များကလေးလေးတွေ့တိုင်းမင်းတို့တန်ဝေကယူဘူးသလားဟောသာဓုတော်လိုက်တာချစ်စရာလေးတော့အမေတူလေးအမေနာပတ်စံများရှိရင်အမေတူလေးအဖေနာပတ်စံများရှိရင်အဖေတူလေးဟုတ်ကလားအမှန်တော့ဟိုကအသားညီတုံးလေးညီတွတ်လေးဘာနဲ့မှမတူသေးဘူးနော်လောကုတ်နဲ့တူနေကြတာအဖေတူလေးအမေတူလေးဟိုကအဖေတူမေတူပြောသလားဒုက္ခသစ္စာပါပြောလားသူချမ်းသာနေတယ်ပြောလားဆင်းရဲနေတယ်ပြောလားအဲ့ဒါဦးမလေးချစ်စရာလေးတဲ့ချစ်စရာလေးဟိုကကျင်ကြီးအလိမ့်လိမ့်ကျင်ငယ်အလိမ့်လိမ့်သဘောပါသလားဒါဖြင့်ချမ်းသာတယ်ပြောလားဆင်းရဲတယ်ပြောလားတကယ်တော့အဲ့ဒါဟာခင်ဗျားတို့ကိုချစ်အောင်ခင်အောင်ပြနေတာလားဒုက္ခသစ္စာပြနေတာလားအဲ့ဒါတရားဟောဆရာกว่าတဲ့ဘာလဲအဲ့တော့ဥတုမင်္ဂလာထက်သူကတရားဟောဖို့ကောင်းတယ်ရှင်းတယ်နော်ကလေးလေးကိုကြည့်တတ်ရင်ဘာဝနာမဖြစ်ဘူးလားဖြစ်ပေမဲ့မင်းတို့ဒီကလေးဒုက္ခကိုယွန်ချင်းမုံချင်းညီးငွေချင်းဖြစ်ပြီးတော့ဇာတိကလွတ်အောင်ကြိုးစားမယ်လို့စိတ်ကူးဘူးသလားအမောင်တဲမေ့ပါလားဒီလောက်တရားပြနေတာကိုတရားမှန်မသိဘူးဆိုတော့နင်တို့သတိရသလားမေ့နေတာလားအမောင်မေ့ပြစ်အမောင်နဲ့သာဆိုင်နေ